teacher နာမည်နဲ့ပေါ့နော်နောက်ပါလို့ရှိရင်ဒီ Starfish မှာလုပ်နေတာဘယ်နှစ်ရှိပြီလဲပေါ့အဲ့ဒါလေးတစ်ချက်ပြောပြပါအောင်ရှင် ဟုတ်ကဲ့ကျွန်မက teacher CCL နာပါ Starfish မှာတော့လုပ်နေတာ10နှစ်ပြီးတော့မယ်ပေါ့နော်ဟုတ်ကဲ့ teacher အကြာကြီးပဲရှိနေပြီဟုတ်အခုဟောဘယ် level လေးတွေအဓိကထားပြီးသင်နေလဲရှင် level တင်တာကတော့စုံတယ်101အတန်းတွေတင်တာများတယ်ပေါ့နော်လောလောဆယ်ရတော့လေဒါပေမဲ့အတန်းတွေကတော့ level 2ကနေပြီးတော့ level 6အထိပေါ့တင်တယ်ပြီးတော့ IELTS preparation အတန်းတွေတင်ပါတယ်ဟုတ်ကဲ့ချေအဲ့ဆိုရင်အခု Starfish ပေါ့နော်ဒီပွဲကိုတက်ရောက်ရတဲ့အတွက်ဒီ teacher ရဲ့ဂုဏ်ပြုစကားလေးလည်းပြောပြပါအောင်ရှင်Starfish 15နှစ်တိုင်ပေါ့နော်အောင်မြင်စွာရည်တည်နိုင်တဲ့အတွက်ကြောင့်မလို့အရင်ပဲဂုဏ်ယူပါတယ်15နှစ်ကနေစပြီးတော့နောက်နှစ်ပေါင်းရာချီတဲ့အထိပေါ့နော်အောင်မြင်စွာဆက်လက်ရည်တည်နိုင်ပြီးတော့မြောက်များစွာတော့လူငယ်တွေရဲ့ဒီ education ပိုင်းဆိုင်ရာ preparation တွေမှာပေါ့နော်အများကြီးဆက်လက်ပြီးတော့အထောက်အကူပြုနိုင်တဲ့ကျောင်းတော်ကြီးဖြစ်ပါစေလို့အထူးဆုမွန်ကောင်းတောင်းပေးချင်ပါတယ်ဟုတ်ကဲ့ပါဒီချေကျေးဇူးပါရှင်ဟုတ်လာပါဆရာကြီးဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါပထမဆုံးဆရာရဲ့နာမည်လေးနဲ့ပေါ့နော် Starfish မှာ P level တင်ကြားပေးနေလဲဆိုတာလေးသိပြစီရှင်ဟုတ်ဆရာနာမည်ကဆရာထွန်းလိုင်ဖြစ်ပါတယ်လက်ရှိကဆရာကpre intermediate level နဲ့ intermediate level တွေကိုသင်ကြားနေပါတယ်ဟုတ်ကဲ့ပါဆရာ Starfish မှာဒီလိုလက်တွေ့ပြီးတော့အလုပ်လုပ်လာတာဆိုလို့ရှိရင်တော့ဘယ်လောက်ကြာပြီလဲရှင်ဆရာ Starfish မှာသင်ကြားလာတာအခုဆိုရင်10နှစ်ကျော်လာပါပြီဟုတ်ကဲ့ပါဆရာဒါဆိုရင်တော့ဒီလိုနေ့လေးပေါ့နော်15နှစ်ပြည့် anniversary နေ့လေးကိုဆရာတက်ရောက်ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ရတဲ့ဂုဏ်ပြုစကားလေးလည်းပြောကြားသိပြပါစီရှင်Congratulations Starfish on 15-year journey I've been proud to be part of the team for the past 8 years and I look forward to working with this wonderful group of people for many years to come Happy anniversary Starfishမင်္ဂလာပါတီချေမင်္ဂလာပါနနာတရားဝမ်းသာပါရချေပထမဆုံးအနေနဲ့ပေါ့နော်တီချေရဲ့နာမည်လေးနဲ့ဒီ Starfish မှာဆိုရင်တော့ကလေးငယ်တွေကိုပေါ့နော်ပေပိုင်းကနေအဓိကထားပြီးတော့တာဝန်ယူပြီးတော့တင် जा ပေးနေလေဆိုတာသိပြစေရှင် Yes ကျမနာမည် Caroline ပါဂျန်လာနာမှာတော့ level 4 5 6 7အဲ့ဒီ level တွေကိုများတော့အဖြစ်တင်ပါတယ်ဟုတ်ကဲ့ပါဒီချက်ပြောဒီ Starfish နဲ့ပါဝင်လက်သွေးပြီးတော့ဒီချက်ဒီကလေးငယ်တွေကိုပေါ့နော်စာလေးတွေတင် जा ပေးနေရဆိုလို့ရှိရင်ဘယ်လောက်ကြာပြီလဲရှင်ချင်းဒီခု December ဆိုရင်9နှစ်ရှိသွားပြီလောက long journey เนาะဒီချက်โอเคအဲ့ဒါဆိုလို့ရှိရင်တော့ဒီချက်ဟိုပေါ့နော်ဒီနေ့ဒီလို 15th anniversary ပွဲနေ့လေးကိုတက်ရောက်ချပြီးဒီချက်ရဲ့ဒီဝမ်းသာပီတိဖြစ်ရတဲ့ရင်ခုန်တဲ့စကားလေးလည်းကြားပြစီရှင် Starfish မှာလှုပ်လို့ရတာအရင်ပြောစရာကောင်းတယ်နာနာတို့လို့ staff တွေ teachers တွေနောက်တစ်ခါ very supportive boss သူတို့တွေကြောင့်အရင်ပြောတယ်long life Starfish ကျေးဇူးပါဒီချက်တူထပ်တူပါပဲရှင်ဆုံးဒီချက်နာမည်နဲ့နောက်ပါရှင်ဘယ် level လေးတွေကိုအဓိကထားပြီးသင်နေလဲဆိုပြပြပေးပါအောင်ရှင်ဟုတ်ဒီချက်နာမည်ကတော့ဒီချက်6စုပါဒီချက်က YL level 345နဲ့နောက် GE မှာဆိုလဲ level 345ကိုအဓိကထားပြီးသင်ပါတယ်ဟုတ်ကဲ့ချက်ဒီ Starfish နဲ့လက်တွေ့တာရောဒီချက်ဘယ်နှစ်လောက်ရှိပြီလဲရှင်ဒီချက် Starfish မှာသင်တာတော့အခုဆို9နှစ်ကျော်လောက်ရှိပါပြီဟုတ်အများကြီးပဲဒီချက်ဟုတ်အားဆိုရင်ဒီ Starfish ပွဲလေးကိုတက်ရတဲ့ဒီချက်ရဲ့ခန်းစားချက်လေးလည်းပြောပြပါအောင်ရှင်ဟုတ် Starfish ရဲ့15နှစ်ပြည့် anniversary မှာပါဝင်ခွင့်ရတဲ့အတွက်အရင်ပဲဝမ်းသာပါတယ်လို့ဒီ15နှစ်ကနေပြီးတော့လဲနောက်ထပ်နှစ်ပေါင်းများစွာပို့ပြီးတော့အောင်မြင်အောင်လုပ်နိုင်တဲ့ကျောင်းလေးဖြစ်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါရှင်ဟုတ်မအောင်ဆုံးဒီချက်နာမည်နဲ့ဘယ် level လေးအဓိကတင်နေလဲဆိုတော့တစ်ချက်လောက်ပြောပြပါအောင်ရှင်ဟုတ်ကဲ့ကျွန်မနာမည်ကတော့ခင်တူတူဝင်းပါကျွန်မတို့လက်ရှိမှာ intermediate level နဲ့upper intermediate level ကိုသင်ကြားနေပါတယ်
ဟုတ်ကဲ့ချေဟုတ်ဒီ Starfish နဲ့လက်တွဲလာတာရောဒီချက်ဘယ်နှစ်နှစ်လောက်ရှိပြီလဲရှင် ဟုတ်2019ခုနှစ်က Starfish Education မှာစပြီးတော့အလုပ်စာဝင်ဖြစ်တာပါဟုတ် ဟုတ်ကဲ့ချေဟုတ်တော်တော်အောင်ကြာနေပြီ2019ဟုတ်အဲ့ဆိုချေဒီ Starfish Well လေးကိုတက်ရတဲ့ဒီချေခန်းစားချက်လေးလည်းပြောပြပါအောင်ရှင်ဟုတ် ဟုတ်ကဲ့အများကြီးပဲဝမ်းသာပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့တခြားလုပ်ဖို့ကိုင်းဘက်ဆရာမတွေနဲ့လည်းပြန်တွေ့ရတယ်နောက်ပြီးတော့တခြားမိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်းပြန်ပြီးတွေ့ရတဲ့အတွက်ပျော်ရွှင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါချေကျေးဇူးပါရှင်ဟုတ် ကျေးဇူး